သွေးစစ်အဖြေလွှာကိုကြည့်ပြီး total cholesterol LDL cholesterol များလို့စိတ်ပူနေပါသလားတကယ်တော့ကျွန်တော်တို့ဒုက္ခပေးမဲ့ကိန်းကနန်းကဒီနှစ်ခုမဟုတ်ပါဘူးမင်္ဂလာပါကျွန်တော်ဒေါက်တာကျော်စိုးပါနှလုံးသွေးကြောပိတ်တဲ့သူအများစုက LDL cholesterol ပုံမှန်ရှိနေကြတဲ့သူတွေဖြစ်ပါတယ် LDL cholesterol များနေကြတဲ့သူတွေမဟုတ်ပါဘူးတကယ်အန်ဒီရက triglyceride နဲ့ HDL cholesterol ဖြစ်ပါတယ်ဒီကိန်းကနန်းနှစ်ခုကိုအချိုးချခြင်းအပြင်ကျွန်တော်တို့ခန္ဓာကိုယ်ကဘလောက်ကျန်းမာသလဲမကျန်းမာဘူးလဲအထူးသဖြင့်ကျွန်တော်တို့သွေးကြောတွေကဘလောက်ကျန်းမာသလဲဆိုတာကိုဖော်ထုတ်နိုင်မှာဖြစ်ပါတယ်ဒီလိုဖော်ထုတ်နိုင်ဖို့အတွက်ကိုယ့်ရဲ့သွေးစစ်အဖြေလွှာမှာကြည့်လိုက်ပါ triglyceride TG လို့ခေါ်တဲ့ကိန်းကနန်းလေးကိုမှတ်လိုက်ပါ HDL လို့ခေါ်တဲ့ကိန်းကနန်းလေးကိုမှတ်လိုက်ပါ triglyceride ရဲ့နံပါတ်ကိုကျွန်တော်အပေါ်မှာထားမယ် HDL ရဲ့ကိန်းကနန်းနဲ့စားလိုက်မယ်ဆိုရင်ကိန်းကနန်းတစ်ခုထွက်လာမယ်ဒါဒီကျွန်တော်တို့တွက်ထုတ်လိုက်တဲ့အချိုးဖြစ်ပါတယ်ဒီအဖြေကဘလောက်ရှိရင်တော့ဖြင့်ဘေးကင်းတယ်ကျန်းမာတယ်ဘလောက်ရှိရင်တော့ဖြင့်အန်တရယ်ရှိတယ်ဆိုတာကိုအကောင်းဆုံးဖော်ညွှန်းပေးတဲ့ကိန်းကနန်းတစ်ခုဖြစ်ပါတယ်ဒါကိုကိုယ်တိုင်တွက်ထုတ်ပြီးတော့မှကိုယ့်ရဲ့အနေအထားဘယ်လိုရှိတယ်ဆိုတာကိုသုံးသပ်နိုင်ဖို့အတွက်သွေးစစ်အဖြေဖတ်နည်းလမ်းညွှန်စာဆောင်လေးကျွန်တော်အခမဲ့မျှဝေပေးခြင်းပါတယ်ကျွန်တော်တို့ Messenger ကိုလာရောက်ပြီးတော့မှစာဆောင်ရယူလိုပါတယ်ဆိုပြီးတော့မှစာရေးပို့လိုက်မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီစာဆောင်လေး download ရယူနိုင်မဲ့ link လေးကိုပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ကိုလက်စထရောနဲ့ပတ်သက်လို့အသေးစိတ်နားလည်ပြီးတော့ဆေးဝါးတွေရဲ့အကူအညီမပါဘဲတဘာဝအလျောက်ကိုယ့်ရဲ့သွေးတွင်းကိုလက်စထရောရက်လက်တွေကိုအကောင်းဆုံးလျှော့ချလိုတယ်ဆိုရင်ကျွန်တော်တို့ကိုလက်စထရောလျှော့ချရေးအစီအစဉ်ဆိုပြီးတော့မှလှုပ်ဆောင်ထားပါတယ်ဒီအစီအစဉ်က April 21ရက်နေ့ကနေ25ရက်နေ့ထိ9ရက်တိုင်ည9နာရီကနေ10နာရီခွဲထိ Zoom ကနေတဆင့် internet ရှိတဲ့ဘယ်ကမဆိုပါဝင်တက်ရောက်နိုင်တဲ့ online အစီအစဉ်ပဲဖြစ်ပါတယ်ဒီအစီအစဉ်မှာပါဝင်တက်ရောက်လို့တဲ့ဆိုရင်လဲကျွန်တော်တို့ Messenger ကိုဆက်သွယ်ပြီးတော့မှ CH လို့ရေးပို့လိုက်မယ်ဆိုရင်တင်တန်းအနံဖို့အသေးစိတ်အချက်အလက်လေးတွေပေးပို့သွားမှာပဲဖြစ်ပါတယ်တဘာဝအလျောက်ကိုလက်စထရောလျှော့ချလို့တဲ့ဆိုရင်ကိုလက်စထရောလ်လျှော့ချရေးအစီအစဉ်မှာစုံတွေ့ကြပါမယ်ဗျာ